ကိုထွေးတဲ့အကောက်ဖွင့်ထားတဲ့ broker ရဲ့ website ထဲကို login ဝင်တက်သေးဘူးဆိုရင်တော်တော်အားတယ်လို့ပြောရမှာဖြစ်ပါတယ်ကိုထွေးတဲ့အကောက်ဖွင့်ထားတဲ့ broker ရဲ့ website ထဲကို login ဝင်တက်သွားပြီလားနောက်ပြီးတော့ကိုယ်တိုင်ရောငွေ3ငွေထုတ်လုပ်တတ်သွားပြီလားဒါတွေကအရင်ရေးကြည့်ပါတယ် product trading မှာလုပ်နေပြီဆိုရင်ကိုထွေးတဲ့အကောက်ဖွင့်ထားတဲ့ broker ရဲ့ website ထဲကိုဝင်ဖို့ကျွန်တော်တို့ password တစ်ခုရှိရမှာဖြစ်ပါတယ်ကိုယ်တိုင်ဖွင့်ထားတာဆိုရင် password သိပေမဲ့ကိုယ့်ကိုအခြားတစ်ယောက်ကထွေးတဲ့အကောက်ဖွင့်ပေးထားတယ်ဆိုရင်အဲ့ password ကကိုယ့်ကိုဖွင့်ပေးတဲ့လူကပြောမှသိမှာဖြစ်ပါတယ်အဲ့ဒါကြောင့် blogger ရဲ့ website ထဲကို login ဝင်ဖို့အတွက် password မသိသေးဘူးဆိုရင်ကိုယ့်ကိုထွေးတဲ့အကောက်ဖွင့်ပေးထားတဲ့လူစီကနေ password တောင်းအောင်မှာဖြစ်ပါတယ်အဲ့ဒီ password ရမှာကျွန်တော်တို့ကိုယ်တိုင်ငွေ3ငွေထုတ်လုပ်လို့ရမှာဖြစ်ပါတယ်အကယ်၍ကိုယ့်ကိုထွေးတဲ့အကောက်ဖွင့်ပေးထားတဲ့လူကငွေ3ငွေထုတ်လုပ်မပေးဘူးလို့ပြောမယ်ဆိုရင်ကျွန်တော်တို့မှာ password ရှိတဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်ငွေထုတ်လို့ရမှာဖြစ်ပါတယ်ကိုယ်တိုင်မထုတ်တတ်သေးဘူးဆိုရင်လည်းထုတ်တတ်တဲ့လူတွေစီမှာတွားပြီးတော့အကူအညီတောင်းလို့ရပါတယ်ကျွန်တော်မှာတော့ကျွန်တော်ကိုအကောက်ဖွင့်ပေးတဲ့လူကငွေထုတ်မပေးသေးလို့ကျွန်တော်ကိုအကူအညီပြီးတော့ငွေထုတ်ပေးပါလားဆိုပြီးတော့လာပြောလို့ရပါတယ်ကျွန်တော်စီလာပြောလို့ရပါတယ်အခြားနားလဲတဲ့လူတွေစီကိုလည်းတွားပြီးပြောလို့ရပါတယ်အခုနောက်ပိုင်းမှာ IB တွေများလာတာနဲ့အမျှကိုယ်စီမှာထွေးတဲ့အကောက်ဖွင့်ထားတဲ့လူတွေကိုလက်လွတ်ရှုံးရှုံးအောင်မှာကြောက်တဲ့အတွက်ကိုယ်ကလိုင်းရန်ငွေထုတ်ချင်တဲ့အခါမျိုးမှာထုတ်မပေးတာမျိုးတွေရှိပါတယ်ဒါကကြုံတွေ့နေရတာဖြစ်ပါတယ်အဲ့လိုမျိုးအခြေအနေမှာကိုယ်မှလည်း password မရှိဘူးဆိုရင်ကိုယ်တိုင်လည်းမထုတ်တဲ့အတွက်ကျွန်တော်တို့ရှိတဲ့ငွေလေးကိုထုတ်မရတာအတူတူထွေးလိုက်မယ်ကွာဆိုပြီးတော့ထွေးလိုက်တဲ့အခါမှာအကုန်လုံးဆုံးရှုံးသွားတာတွေရှိပါတယ်အဲ့ဒါကြောင့်ကိုထွေးတဲ့အကောက်ဖွင့်ထားတဲ့ broker ရဲ့ website ထဲကို login ဝင်တက်သေးဘူးဆိုရင်တော်တော်အားတယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့လိုမျိုးလူတွေက IB ချဲလဲသမျှကိုခံနေရမှာဖြစ်ပါတယ်ကိုယ့်ကိုအကောက်ဖွင့်ပေးထားတဲ့လူကငွေထုတ်မပေးဘူးလို့ပြောရင်အဲ့လူကလုံးဝဘာမှလောက်တတ်သွားမှာမဟုတ်ပါဘူးအဲ့ဆိုရင်ကျွန်တော်တို့ရှိတဲ့ငွေကလုံးဝဆုံးသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မသိဘူးဆိုရင်သိတဲ့လူတွေကိုမေးရမှာဖြစ်ပါတယ်ကိုယ်တိုင်လည်းလေ့လာနိုင်တယ်လို့လေ့လာပါကိုယ်တိုင်ငွေအသွင်းအထုတ်လုပ်တယ်မှာကိုကြိုက်တဲ့အချိန်မှာအသွင်းအထုတ်လုပ်လို့ရမှာဖြစ်ပါတယ်အခြားလူကိုငွေသွင်းငွေထုတ်လုပ်ခိုင်းမယ်ဆိုရင်သူအားတဲ့အချိန်ကြီးစောင့်နေရမှာဖြစ်ပါတယ်တကယ်လို့အဲ့ဒီလူကအကျင့်ရုပ်ပြီးတော့ထုတ်မပေးဘူးလို့ပြောရင်လည်းခင်ဗျားတို့မှာခံရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကလေ့လာပါဆိုတဲ့စကားကိုခဏခဏပြောနေတာဖြစ်ပါတယ်